Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုချက်ပေါင်း channel ကနေကျွန်တော်မိတ်ဆွေတို့ကိုပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီအမှန်တော့မို့ကျွန်တော်ကိုချက်ပေါင်း channel ဆိုပြီးတော့ကျွန်တော်အစပြုံလို့နော်ကျွန်တော်ပြောပြကြီးညာပြီးမှကျွန်တော်ပြောင်းသွားတာအဲ့တော့ကျွန်တော်9ရက်4လ2025ပေါ့နော်ကျွန်တော်တို့12နာရီ10မိနစ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ပေါ့နော်ကျွန်တော်တို့မနက်ကင်းကနက်ခတ်ပါဝါဆင်းလာတယ်ပေါ့မနက်ကနက်ခတ်ညနေခင်းပါဝါပေါ့နော်အဲ့တော့ကျွန်တော်ကတော့တွက်နီးနေပြလာပြီးတော့ကျွန်တော်မိတ်ဆွေတို့အနေနဲ့ကြိုက်နေတဲ့ရင်ထိုးပါအဲ့တော့ကျွန်တော်ရဲ့ channel ကိုလည်းမိတ်ဆွေတို့အနေနဲ့ကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်လို့ရတယ်လုပ်လဲရတယ်မလုပ်လဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တွက်နီးနေပြလာပြီးတော့ကြောင့်ကြိုက်ရင်တော့ထိုးပါမကြိုက်ရင်မထိုးနဲ့အဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့ဒီပေါ့နော်ဒီနှစ်9ခွန်ပေါ့နော်ဒီနှစ်9ခွန်3လုံးပေါင်းချင်းကကျွန်တော်တို့က4ရတယ်အဲ့လို3လုံးပေါင်းချင်း4ရတာကခွန်3ညခွန်ပေါင်းချင်းကလည်း4ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထပ်မှတ်ပြီးနောက်တစ်ခါတောင်းမယ်ဆိုလို့ရှိရင်ဒီ3 3ည3ညပေါင်းချင်းဒီ3ညပေါ့3ပေါ့နော်အဲ့ဒီလို3လုံးပေါင်းချင်း3ဖြစ်တာကဒီလိုပေါ့နော်436ပေါင်းချင်းလည်း3ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့451 3လုံးပေါင်းချင်းဒီ10ဖြစ်တာမို့လို့ဒီမှာ8နဲ့6နဲ့ပေါင်းချင်းက4ပေါ့နော်အဲ့တော့10ဖြစ်နေတာမို့လို့ကျွန်တော်က6ထိပ်လိုက်တယ်ဒါကြောင့်မို့လို့12နာရီခဏက6ထိပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတွက်နီးနဲ့ပြတာဂျင်းတွေကျွန်တော်ကပေးတာမဟုတ်ဘူးပေါ့နော်ပေါက်တာမပေါက်တာတော့မသိဘူးเนาะအဓိကကတော့တွက်နီးနဲ့ကျွန်တော်ကပြတာဖြစ်တဲ့ကြောင့်ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ပေါ့ဗျာเนาะအဲ့တော့ထပ်မှန်ပြီးတော့ကျွန်တော်တို့သွားမယ်ကျွန်တော်ကတော့12နာရီခဏပဲတင်တယ်နောက်လည်းအဲ့လိုပဲပေါ့နော်အဲ့တော့ကြံတာကတော့ကျွန်တော် group မှာတင်ထားတယ်เนาะအမှကျွန်တော် link လေးထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ထပ်မှန်ပြီးတော့ကျွန်တော်တို့နောက်ဘက်ကိုတွက်မယ်ဆိုရင်6နဲ့8နဲ့ပေါင်းချင်းဒီကျွန်တော်တို့က4ရတယ်အဲ့ဒီနှလုံးပေါင်းချင်း4ရတာက3ခွန်4ပေါင်းချင်းလည်း4ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ9နဲ့1နဲ့ပေါင်းချင်းဒီ6ပေါ့နော်အဲ့ဒီနှလုံးပေါင်းချင်း6ဖြစ်တာကကျွန်တော်တို့ခွန်3ည9ပေါင်းချင်းဒီလည်း6ဖြစ်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကဆက်ပေါင်းမယ်ဆိုရင်1နဲ့4နဲ့ပေါင်းချင်းဒီ9ပေါ့နော်ဒီမှာ1နဲ့1နဲ့နှလုံးရှိတယ်ဒီနှလုံးပေါင်းချင်းက2ဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်က9ဖြစ်ရှင်လာမှုလို့3ထည့်လိုက်တာအဲ့တော့ကျွန်တော်ရဲ့12နာရီဒီခွက်ကောင်ကကျွန်တော်က63တခွက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တွက်နီးပြတာကိုတချို့ကဂရုကလူတော်မှနားမလဲဘူးဆိုတော့ပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးလေးပြလိုက်တော့မိတ်ဆွေတို့ကနားမလဲ။ဒါကြောင့်မို့လို့ကျွန်တော်ကတွက်နီးနေပြတာ။အဲ့တော့တွက်နီးနေပြတာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီလိုတွက်တယ်လို့ချပြတာ။နောက်ပိုင်းကျရင်တွက်နီးပြခြင်းမှလည်းပြမယ်။မပြခြင်းလည်းမပြဘူး။ဂရုမှာတော့တင်တယ်ပေါ့ဗျာ။ Telegram Viber မှာတင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့လည်ခင်း12နာရီကိုကျွန်တော်တို့ကကြည့်လိုက်တဲ့အခါမှာ9ရက်4လအတွက် main ကွက်ကကျွန်တော်တို့က63ဖြစ်ခဲ့သလိုအရန်ကသူ့ကိုကျွန်တော်ကပါဝါနှက်ခတ်ရိုက်ထားတာ6ကိုပါဝါရိုက်တော့1ပေါ့နော်6ကိုနှက်ခတ်ရိုက်တော့9ပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်က913936868ပေါ့နော်ဒီတစ်ချက်ကတော့ကျွန်တော်ဒီနေ့ထွက်ထားတယ်ပေါ့အဲ့တော့ကျွန်တော်မရှိမှဒီလောက်ဆိုအဆင်ပြေမယ်ဖြစ်တဲ့ကြောင့်ကျွန်တော်ကဗီဒီယိုဖိုင်ကိုကျွန်တော်အများကြီးအရှိမလုပ်ဘူးအားလုံးကိုကျေးဇူးတင်ပါတယ်